အခု12နာရီ5မိနစ်မှာမင်္ဂလာကားတန်းကနေပြီးတော့ပြန်ထွက်ပါမယ်။ကဲအခုပြန်ပါတော့မယ်ရှင်။ကဲဒါမင်္ဂလာကားတန်း။ကဲဘိုင်ဘိုင်မင်္ဂလာကားတန်း။အခုကရတနာလန်ကနေဝင်လာရင်ကော်ဖီဆိုင်တွေရှိရပါတော့။အခုကော်ဖီတောက်ချင်လို့ကော်ဖီ KH ဆိုတဲ့ဆိုင်လေးကိုရောက်ပါပြီ။အခုကော်ဖီဆိုင်ကိုရောက်ပါပြီ။နေ့လေ12နာရီခွဲဖို့5မိနစ်ဒီမှာ coffee KH တဲ့ coffee နဲ့ကိတ်ရပါမယ်ဆိုင်လေးတလုံးမျိုးကဲဒီမှာ coffee တောက်ပြီးတော့မှာပဲပြန်ပါမယ်အပြင်မှာလည်းထိုင်လို့ရထိုင်တဲ့လူအများကြီးတောက်မယ်နောက်ကော်ဖီတောက်မယ်ဒါလေးတပူစားကြည့်မလားအဲ့ဒါပါဆယ်ဆောပါလိုက်အေးပါဆယ်ယူသွားမယ်ဒီမှာတိတ်ကိုအခုတော့စမ်းပါဦးလို့ကော်ဖီကတပတ်ချင်း KH coffee ဆိုတာနှစ်ကော်ဖီဖြစ်တယ်ပဲဒီ KH coffee ရပါတယ်လုံးနဲ့ထွက်โอเคအဲ့ဒါတောက်ကြည့်ကြ signature တဲ့သူတို့ရဲ့ signature တဲ့တော့လိုက်တမီးပါတော့မှာเนี่ย ice coffeeအဲ့ဆို KH coffee က hot နှစ်ခွက် hot နှစ်ခွက်ရယ် ice ကပဲတောက်မယ်သူတို့ရဲ့ signature ပဲတောက်မလားဘာတောက်ချင်လဲခိုင်မတောက်ချိုတာတောက်ချင်တာတဲ့ ice coffee ပါရှိတယ် ice chocolate တို့အဲ့လိုလေချိုတယ်အဲ့လိုခါတော့ ice chocolate ice chocolate တော့ပါအဲ့ဆိုပြီး ice chocolate โอเคအခုကစနစ်ခွဲဟုတ်လားဒိုးနဲ့မဟုတ်ဘူးလားမလေးခွဲလမ်းပါအတွင်းထဲမှာပါလားအော်အဲ့မှာထည့်တာအော်လို့လား29ရက်နေ့အထိပါဆယ်ပွဲဝါရအေးတော့ရှိစရာလေးဒီလေးရှိစရာတိတိလေးလဲလေးတုံးနဲ့ဒါဒီလိုမျိုးလေးတွေလည်းရှိရယ်ဆန်ထွတ်တယ်လည်းရှိရယ်ဘာဂါတွေလည်းရှိရယ်ဒီမှာပီဇာလိုမျိုးလေးလည်းရှိရယ်ဒီမှာကိတ်ရူးလေးလည်းရှိရယ်ဒါပါလဲညီမလေးဟောချက်ဦးလေKorean Rose ဒီကော်ဖီဆိုင်လေးကတို့ကလောတို့ဘာလို့မှတွေ့ရဲ့ကော်ဖီဆိုင်လေးနဲ့တွေ့တယ်ပြင်စင်လေးကလေခြံဝင်းရဲမှာထိုင်စရာလေးတွေအပြင်မှာဆိုတဲ့ထိုင်စရာလေးတွေများတယ်ညနေဆိုရင်ထိုင်လို့ကောင်းမှာပါနော်ဒါ signature သူတို့စီက signature coffee တိုင် signature coffee ကနှစ်ခွက် okay ကဲစားကြမယ်ကော်ဖီစိမ့်လေးတော်စိမ့်သူတို့ရဲ့ signature coffee ဆိုတဲ့အတိုင်းတော်ကောင်းဘာဖြစ်နေကြဒါမှကျန်တော့တပူကဝါဖဲကိုမဖြစ်ဝါပုတ်နော် coffee ရတော့ဝါဖဲကတော့ကိုကတော့မဖြစ်ဘူးပါစီကိုတင်ကြဘရောရဘာလို့ရှိလဲပြောရလိုက်လို့ဒီနေ့ကအခုက
12နာရီ45ပြတော့မယ်ဒီတက်မှာ coffee တောင်းနေသူရအများကြီးဟုတ်တယ်ဆိုတော့ coffee ဆိုင်ကောင်းလေးမှရမလဲလို့ပြောတော့ကောင်းတဲ့ coffee ဆိုင်ဆိုပြီးတော့ညွှန်ပေးလိုက်တာပါနော်ဟုတ်တယ်ဒါလည်းဒါဆိုတော့ကတော့ဂျယ်ရီနဲ့ဖွင့်နေစမ်းတာလေဘာကမှမကပြောရအောင်ဟာဒိုနတ်သားလို့ဒီမဟုတ်နည်းနည်းမှဆက်တာကြည့်ခိုက်ကဒီလိုထုတ်လိုက်တော့မှမလို့စိတ်ကနည်းနည်း6တက်ရတာနည်း6တိုက်တယ်ပြန်ပါကော်ဖီရတိုက်တော့ကော်ဖီရတိုက်တော့ဟုတ်တယ်ကြိုက်တယ်ပြန်ပါစားလိုက်ပါနော်ညနေစားပြီးရင်ကမူလေးနည်းနည်းဝယ်ပြီးဒီပြည်မျိုးမှာဆိုလို့ရှိရင်တွေ့ခဲ့တာ 1KK ရှိတယ်ဒေါ်ဒရီယာချက်ကျော်ရှိတယ်ပြီးတော့ဒီမှာမတ်တီကဲရှိတယ်ပြီးတော့ပေါပတိကဆေးရုံလေးလည်းရှိတယ်ပြီးတော့3ခက်ရှိတယ်city market လေးတွေပေါ့နော်အဲ့ဒါလေးလည်းရှိတယ်စိုးဆိုင်ကြီးတွေလည်းရှိတယ်ရန်ကုန်မှာမရတဲ့ပစ္စည်းပြက်နေတဲ့ဟာတွေအောင်ဒီမှာတွေ့လို့ဝယ်လို့ရခဲ့တယ်ပေါ့နော်တော်တော်လေးလည်းစုံပါတယ်ဈေးတွေမှာဆိုလည်းတော်တော်လေးစုံတယ်ကဲဟိုကမဒီကဲမှာဈေးလာဝယ်တာပါမဒီကဲရှိတယ်အခုဈေးဝယ်ပြီးရတယ်ဒီကနေပြီးတော့ဆက်သွားပြီးတော့နတ်မော်စင်စကန်းကိုဝင်ပါမယ်လမ်းမှာဒီအပြန်လမ်းမှာဝင်မှာပေါ့နော်ဒီတစ်ခါဒီလာတဲ့ခီးစဉ်မှာပြည်ညာဈေးတန်းကန်သားညာဈေးတန်းကိုရောက်ခဲ့တယ်ပြီးတော့ပြည်စံတော်ရှိစီဒီကိုလည်းရောက်ခဲ့တယ်ပြီးတော့ပြူခေလက်ရတွေကိုပြထားတဲ့ရှေးဟောင်းပြတိုက်ပေါ့နော်အဲ့ဒီကိုလည်းရောက်ခဲ့ပါတယ်ဒီပြတိုက်မှာရှိနေတဲ့စင်ကနတ်မော်စင်စကန်းကစင်ပါပဲတဲ့အခုနောက်မှာနတ်မော်စင်စကန်းကိုရောက်ပါပြီအထဲကိုသွားကြည့်ပါမယ်ဒါပြည်ရနေပြီးတော့အထွက်လာပြီပေါ့နော်နတ်မော်စင်စကန်းမှာဒီလိုရေးတာနောက်မှာအရာဝတီမြေကြီးရှိရယ်ဒီမှာဒီလိုလှလှလေးတွေလည်းရှိရယ်ဒီလိုလေးတွေကားဒီမှာရက်ထားတာလေဖြူလေးဝင်ကြီးကတယောက်ဘယ်လောက်လဲအေးလေဘယ်လောက်လဲလို့ဝင်ကြီး900စင်စည်းက2000ဆရာလေးဟိုမှာစင်ကြီးရတက်ကြည့်မယ်喂，这张杯哦，那张杯哦，呀，三名。吹米啦，
နောက်တစ်ချောင်းစားပါရပြီလေလာတယ်ဒီလိုလေးစင်ပုံစံလေးတွေနဲ့ဒီကနေစင်တက်စီရတဲ့နေရာစင်လာမသိမပန်းကင်းလေးလှတယ်ဟမ်ပန်းကင်းလေးလှလိုက်တာပြိုကင်းလေးတပုတ်ရလေးလှကျုပ်ကျုပ်တဲ့ဟိုမှာနှစ်ကောင်ဒီဘက်မှာတစ်ကောင်သူဘာလို့တစ်ကောင်နဲ့ခွဲထားလဲမသိဘူး။နတ်မော်ကော်ဖီဖူးဟဲ့ဒီမှာရှင်အီးလုံးကြီးကြည့်ပါဦးကြီးရောငါတိုက်လေးလေငါတိုက်လေးဟဲ့လာကလောအတိုင်းပဲဒီနေရာလေးကလောတောင်ကြီးအတိုင်းလေးဟောကြအေယာဝတီမြေကြီးနော်အေယာဝတီမြေကြီးနဲ့အေယာဝတီမြေကြီးနဲ့လှတယ်ဒီနေရာလေးကဒီနမော်စင်စကန်တော်တော်လှတာပဲဟောမှာတင်မောတွေလည်းရှိရဆက်လေးပဲဒီမှာနဝရီတရာကြီးဟိုမှာနဝရီတရာကြီးဝင်မြင်ရတယ်ဒါအေယာဝတီမြေကြီးပါဒီနမော်စင်စကန်ကငါဒီအပင်ရှိတဲ့နေရာနဲ့ကြည့်ရင်အရန်လှပါတယ်ဒီနေရာမှာတပုံလေးကျလည်းအရန်လှပါတယ်ပြီးရင်ဒီနေရာနဲ့ဘာလဲတူလဲဆိုတော့ဟိုသွားတော့ကလောတို့ဘာလို့ပတ်သွားလို့ရှိရင်တွေ့တဲ့အပင်ကြီးတွေနဲ့တပုံရရတဲ့နေရာနဲ့တူပါတယ်တော်တော်လေးလှပါတယ်အပင်အကြီးအောင်ပါဟုတ်တပုံလေးလည်းရိုက်လို့ပြီးပါပြီဆိုတော့ကဲခီးဆက်ပါမယ်အခုက2နာရီထိုးဖို့10မိနစ်ပါအောက်ကိုကြည့်စမ်းတော့ကြဟိုမှာကြည့်ဟိုနားလေးမှာကိုပြစ်ကလေးရှိတယ်နားလေးမှာကိုပြည့်လေးရှိရအဲ့မှာကော်ဖီတို့ဘာလို့တောက်လို့ရတယ်ထိုင်ပြီးတော့လေရှူလို့ရတယ်ပါနော်ဟိုးအောက်လေးမှာဆိုလို့ရှိရင်စက်လေးလေးရှိပါတယ်စင်စကန်ကနေထွက်ပါပြီစင်ကြီးကြံခဲ့ပါပြီကျေးဇူးပါရကြားလိုက်ရှိသေးလားဟုတ်လားဘယ်နာလဲဒီတော့ခဏသွားလိုက်ကြားလိုက်ရှိရဲ့တဲ့ဒီကတာဝန်ခံလေးကကြားလိုက်တစ်ချက်တော့သွားကြည့်ပါဆိုတော့သွားကြည့်လိုက်ပါဦးစင်ပြတိုင်းစင်ယိုးစင်ဦးကောင်းမေးရိုးလဲပင်ရိုးကြောရိုးကုံလုံးဒီမှာဒီလိုပြတာငါချက်တော့ကြီးမစစ်တယ်မနိုင်ရိုးပဲချီတော့အမီအဲ့ဒီပေါ်တော့ကတော့တက်ရှိထင်ရှားရှိနေတဲ့စင်ပြီးတော့များတဲ့ပထမစင်ပြီးတော့ကရာဇကဟတီရိပစ္စယဇေယစားတဲ့နာမည်ကြီးကဖတ်တတ်ဘူးမှားသွားပါဆိုလို့
ဒါတက်ရှိချင်တာရှိနေတဲ့အဆင်ဖြူတော်တွေတဲ့ဟုတ်ကဲ့ဆင်နာမည်တွေကဟိုအရင်နဲ့ရေးတာမှားသွားမှာဆိုကျန်လက္ခဏာများတဲ့မျက်လုံးကပလဲရအောင်နဲ့နေရွက်ကနားကကြီးရမယ်တဲ့ကြောကငှက်ပြောကိုင်းဖြစ်ရမယ်တဲ့အမီးကတကားပိတ်ပုံစံဖြစ်ရမယ်တဲ့ခြေသေးကရှေ့9ချောင်းစီရဲ့နောက်9ချောင်းစီရဲ့အသားအရည်ကအဖြူရအောင်တဲ့အမွေးအမြင်ကအဖြူအောင်ဖြစ်ရမယ်တော်ရင်လို့စင်ဝိုင်းရှိစင်ဝိုင်းဝင်တိုင်းများနေထိုင်သည့်အိမ်ပုံစံလေးတွေတဲ့ဒါပုံစံငယ်လေးတွေလူပြူဆောင်တဲ့စင်ဦးစီးတဲတဲ့အရာရှိရိတ်သားတဲ့လူစီးရန်ကတင်ထားသောစင်တဲ့ဒါကလို့ခေါ်တယ်လူစီးရန်တင်ထားတဲ့ကဒါတူဒီဘက်ကသစ်ဆွဲကျိုးလက်သွဲကျိုးဒါကဂုံစီကျိုးဒါကချွန်းဒါကချွန်းဒါကမိတိုင်းကျိုးဒါကခလောက်ဒါကခွေးချေဒီကောင်ကကြတော့အလဲပတ်ကျိုးဒီမှာတူမီတက်နေကြီးစင်ဖန်ဒီတရုတ်ပါပေါ့စင်ဖန်ဒီတရုတ်ပြပေါ့တက်တော်ကြီးပေါ့ဒါတောင်ကုန်းတွေပေါ့ဒီမှာမျောစင်အိမ်ဒီမှာစင်နေစင်နေဆင်လောက်သားဖိုးကြော်စာဟုတ်ခမန်းတတန်း290ခန့်ရှိကျွန်းမင်တစ်ပင်ကြီးရဲ့နှစ်ခွင်းကပြောတော့တမိုင်းဖြစ်စဉ်များတဲ့ဟိုနှစ်ပေါင်းများစွာရဲ့ကျွန်းတစ်ပင်290ဟောထဲမှာစင်ဆွဲကြီးရှိတယ်တဲ့ဟုတ်တယ်ဒီမှာစင်ဆွဲလေစင်ဆွဲအစ်စ်ဒီမှာစင်ဆွဲအစ်စ်ကြီးပဲချူဒါအိမ်မွေးစင်တဲ့3ရက်3လ1966ခုနှစ်ကစင်တဲ့သေဆုံးတာတရက်8လ2019မှာတည်ဆုံးလာတဲ့ဝါဘယ်စင်အလျားကတဲ့9ပေတလက်မှာတဲ့ညာအလျားက4ပေ17.5လက်မှာတဲ့ဟိုလုံးဘက်ကတပေဟိုတက်ကြီးလို့တည်ဆုံးသွားတာပါတဲ့ဒါစင်အန်ကြောက်ဖြစ်ရုံချင်းတဲ့စင်ပြီးလက်စောဒီမှာလည်းစင်ဆွဲယူကြည့်လို့ဝါဒါစင်အန်သွားစင်ရဲ့အန်သွားချောလိုက်စင်ရဲ့အန်သွားဒါဆင်မီဒါပါလဲဆိုတော့ဆင်အောက်မေးရိုးနဲ့အန်သွားတယ်ဒါဆင်အောက်မေးရိုးတယ်အိုးမေးရိုးကြီးကြီးပဲနော်နေတိုင်းမဟုတ်ဘူးဟိုမေးရိုးကြီးဟေးကြီးပဲဒါဆူရခောက်တယ်ဟောနောက်မှလဲဟိုစွာရီကုန်ပရာစီစာရီဖိုတီတော့ငြိုးတော့ငြိုးမဟုတ်စားခါမဟုတ်စမောင်းနဲ့
ကြောက်ချင်းတဲ့ဒါကဝမ်းဦးတဲ့ဒါကတစ်လင်းနေတဲ့ခတ်ချိုဦးတဲ့စင်တုံးမနွယ်ဖန်ခါခောက်တဲ့နောက်မှလည်းမဖောက်ထုံးတို့လေးညင်းတို့မုံညင်းဆန်နနွင်းတဲ့စေးတန်းနဲ့ဟျိုကောင်းတဲ့ရမ်းစိမ့်တဲ့စင်ကောင်းဒါတော့စင်ဆွဲနဲ့စင်ဆွဲတော့အစ်စ်ဖြစ်မယ်နော်စင်ကောင်းတော့တက်တယ်ဟောထားတာစင်ဆွဲကြီးနဲတာကြီးဟုတ်တယ်စင်ဆွဲပုံစံလိုက်မျိုးမျိုးရှိရတွေ့လားဆွဲတုတ်တော့ငါပြောဘူးတဲ့ဆွဲဝိုက်တဲ့ဆွဲကွာတဲ့ဆွဲတပိုက်တဲ့ကြက်နင်းတဲ့သူ့စင်ဆွဲပုံစံမျိုးမျိုးကဲတော့ကြပါကဲအခုတော့ဒီကဆင်ပြလိုက်မှလည်းကြည့်ပြီးသွားပြီဆိုတော့ပြန်ပါမယ်ဒီပြရနေပြီးတော့ရန်ကုန်တနာရီကနေစထွက်မယ်လို့စဉ်းစားထားပေမဲ့အခု2နာရီခိုးပါပြီကဲတော့ပါမယ်ရှင်အခုစစ်စေးကရောက်ပေါ့နော်ဘိုးတန်းကထွက်ပြီးရန်ကုန်တိုင်းကိုဝင်ပါပြီအခု9နာရီထိုးဖို့10မိနစ်ပါရန်ကုန်အဝင်ကိုကြတော့ဒီရန်ကုန်ကနေပြီးတော့ပြည်ကိုအသွားတော့လို့ပုတ်ပဲနဲ့ပြည်ကနေရန်ကုန်အပြန်မှာဘကိုးတိုင်းကအထွက်ရန်ကုန်အဝင်စစ်စေးဂိတ်မှာကြတော့အိမ်စီးကားရောပါရောအကုန်လုံးကအောက်မှာဆင်းပြီးတော့မှပုံနေပြရတယ်ပေါ့နော်အခုစစ်စေးဂိတ်ကထွက်လာပါပြီ9နာရီထိုးဖို့9မိနစ်ပါဆက်တော့လိုက်ပါဦးဆော်ဝါရီကော6နာရီခွဲဒီချက်ပြည်ခီးရဲ့အသွားအပြန်လမ်းတရားကြီးတွေကအားလုံး1300ကျပါတယ်အကောင်အပြီးစီးပေါ့နော်တရားကြီးအသွားပြည်ကိုအသွားမှာတရားကြီးကနဲတယ်ပြည်ကနေရန်ကုန်အပြန်မှာနည်းများပါတယ်အားလုံးပေါင်းက1300ပြည်မျိုးနတ်မော်စင်စခန်းကနေပြီးတော့2နာရီကနေစထွက်လာတာအခုအိမ်ကို9နာရီမှပြန်ရောက်ပါတယ်ကဲဒီဗလော့လေးကိုဒီမှာပဲဆုံးသက်ပါမယ်ရှင်ပြည်ခီးစဉ်ပြီးဆုံးပါပြီ